လူတွေနှစ်သက်ကိုပျော်သွားကြတယ်ပျော်စရာလို့အောင်မေ့နေမဟုတ်ဘူးမနစ်တုန်းကအင်အားတွေဒီနှစ်မှမရှိတော့လျော့သွားပြီလို့ဆိုလို့ဒီရီတွေစွမ်းရည်တွေတတိတွေအသက်ရည်နဲ့ညရောကြလာတယ်ရံငယ်တဲ့အချိန်ကတော့တိုးတက်နေတယ်လို့သူတို့ထင်တာပေါ့ဘာနဲ့ဥပမာတူတော့ဆိုရင်ပန်းပွင့်လေးတစ်ပွင့်ဟာအဖူးလေးကစလာတယ်အဖူးလေးကနေပြီးတော့ရှင်းလာပြီးတော့ပွင့်လာတယ်ပွင့်လာပြီးတဲ့နောက်ဒီပန်းလေးဟာခိတခဏမြလန်းဆန်းနေအောင်မှာလန်းဆန်းပြီးတိတ်မကြဘူးနွမ်းသွားတယ်နွမ်းတာကဒါကနေနောက်ကျွေးဖို့ပဲရှိရတယ်ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူးပြန်ပြီးတော့လန်းဆန်းမှာမဟုတ်တော့ဖူးပွင့်နွမ်းကျွေးဒါပန်းသွားဝါအဲ့ဒါလည်းပဲငါတို့လည်းလူ့ဘဝရလာတာဖူးလာတာပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာတယ်ပွင့်လာပြီးတဲ့အခါရင့်လာတယ်ရင့်လာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာနွမ်းလာပြီးတော့ကျွေးပါပဲဒီလမ်းကြောင်းကြီးကိုဘယ်သူမှခုံပြန်ကြော်လွှားလို့မရဘူးဒါကြောင့်မို့ဒါကိုစဉ်းကျင်သုံးသပ်ပါစရဒမောရှင်းရောဥပင်းခြင်းသဘောရှိနေတယ်ငါမှဒီသဘာဝကြီးဟာငါကြော်လွှားလို့မရဘူးစရံအနတ္တိတောဒီသဘာဝကြီးကိုငါကြော်လွှားခြင်းတော့မရဘူးဒီလမ်းကြောင်းကြီးအတိုင်းပဲငါသွားနေမှာပဲလို့ဒါကိုစဉ်းစားပြစဉ်းကျင်သုံးသပ်ပေးပါ